အားလုံးပဲမင်္ဂလာပါတိရှိဘော touch မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ကိုမဖြတ်မိလိုက်တဲ့ file တွေကိုဘယ်လိုပြန်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီ desktop ဆိုတဲ့ word file တွေကိုလာပြီးတော့ဖြတ်လိုက်မယ်ပေါ့နော်သူကိုနှိပ်ပြီးတော့ shift delete နဲ့ဖြတ်လိုက်ပါမယ်အဲဆိုတော့ permanently delete လုပ်မလားဆိုပြီးတော့မေးရပေါ့နော်အဲ့ဒါကို yes ဆိုပြီးတော့လောက်လိုက်မိရဲဆိုလို့ရှိရင်ကိုကဒီရဲ့ file ကိုပြန်လို့ရှင်တဲ့အခါမှာဘယ်လိုမျိုးပြန်ယူရမလဲပေါ့ပထမအဆုံးအနေနဲ့recycle bin ထဲမှာတော့ကြည့်ပေးပါ recycle bin ထဲမှာကိုရဲ့ file ရှိမရှိတော့ကြည့်ပေးပါအကယ်၍သူက recycle bin ထဲရောက်မလာဘူးဆိုလို့ရှိရင်လုံးဝအပြည့်ပြတ်သွားတာပေါ့နော်အဲ့လိုမျိုးပြတ်သွားပြီဆိုလို့ရှိရင်ညီမတို့က software လေးတစ်ခု download ဆွဲပြီး install လုပ်ပေးဖို့လိုပါတယ်ဆိုတော့အဲ့ဒီရဲ့ software ကို download ဆွဲဖို့အတွက် Microsoft Edge ကိုတွားလိုက်ပါမယ်ဒီမှာ recover လို့လိုက်ရိုက်ထည့်လိုက်ပါပြီးနော်အနာခောက်ပြီးတော့ရှာလိုက်ပါဒါဆိုရင်အပေါ်ဆုံးမှာဒီရဲ့ recover ဆိုတဲ့ဟာလေးတွေ့လိုက်မယ်ပေါ့နော်သူကိုဖွင့်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီက free ရတာရှိတယ်ပြီးလို့ရှိရင်ဝယ်သုံးရှင်တဲ့ဟာလေးရှိရပေါ့နော်ဝယ်သုံးရှင်တဲ့ရရဲဒီမှာတော့ညီမတို့က free ဆိုတဲ့ဟာကိုပဲလာပြီးတော့ download ဆွဲလိုက်ပါမယ်download ဆွဲပြီးဆိုရင်ဒီကဒီလိုမျိုးလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒါလေးပြီးတဲ့ထိဆောင်ပေးပါပြီးတော့ပြီဆိုတော့ညီမတို့တူပီနာမှာရှိတဲ့ file ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကညီမတို့ download ဆွဲထားတဲ့ file လေးရှိရဲ့နေရာကိုလာပြီးတော့တန်ပြပေးမယ်ပေါ့နော်ပြီးရင်တော့ဒီရဲ့ဟာကိုလာပြီးတော့ install လုပ်ပေးဖို့လိုပါတယ် install လုပ်ဖို့အတွက်သူ့ကို double click နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးတော့ install ကိုနှိပ်ပါမယ်run ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒါဆိုရင်ဒီတိုင်းတက်လာနိုင်မယ်ပေါ့နော်ပြီးတော့ next ကိုပဲထပ်နှိပ်ပေးပါဒီမှာညီမတို့ file လေးရွေးရပါလိမ့်မယ်ကိုဖြတ်လဲတဲ့ file ကဘာ file လဲပေါ့document တွေလားဒါမှမဟုတ်ပုံတွေလားဒါမှမဟုတ်တရှင်းတွေလားဆိုတာသိရမယ်ပေါ့နော်သိလို့ရှင်တို့ကပို့ပြီးတော့ရှာရလွယ်တယ်အဲ့တော့ all file အစားညီမတို့ဒီမှာခုနကတော့ဖြတ်လိုက်တဲ့ file က word file ဖြစ်တဲ့အတွက်ကြောင့်မို့ document ဆိုတာလေးကိုရွေးလိုက်ပါမယ်ပြီးရင်တော့ next ကိုနှိပ်လိုက်ပါမယ်ပြီးတော့လို့ရှိရင်ဒီမှာကိုကဖြတ်လိုက်တဲ့ file ကဘယ်နာလေးမှာရှိတယ်ဆိုတာကိုသိလို့ရှိရင်တစ်ခါလေးလာပြီးတော့ရွေးပြီးလို့ရရပေါ့နော်ကေရွေးမသိဘူးဆိုတော့ I am not sure ကိုပဲနှိပ်ပြီးတော့ next ကိုနှိပ်လိုက်လို့ရပါတယ်ဒီမှာညီမတို့ကသိနေတဲ့အတွက်ကြောင့်မလို့ဒီ drive ထဲမှာရှိနေတဲ့ file ကိုဖြတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့ in a specific location နေရာမှာD ဆိုတဲ့ဟာလေးကိုလာပြီးတော့ရွေးပေးရပါလိမ့်မယ် browse ကိုနှိပ်လိုက်ပါပြီးရင်တော့ညီမတို့ D ဆိုတာလေးကိုလာပြီးတော့ရွေးပေးလိုက်ပါပြီးရင်တော့ okay ကိုနှိပ်လိုက်ပါဒါပြီးတော့ရင်တော့ next ကိုနှိပ်လိုက်ပါပြီးရင် step ဆိုတာကိုနှိပ်ပေးပါဒါဆိုလို့ရှိရင်တော့ညီမတို့ခုနတုန်းကဖြတ်လိုက်တဲ့ဒီ desktop ဆိုတဲ့ file လေးတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့သူ့ကိုပြန်ပြီးတော့လို့ရှိရင် M-shift လုပ်ပြီးတော့ recover ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်သူကဘယ်နာလေးမှာသွားပြီးတော့တိမ်မလဲဆိုတာမေးရပေါ့နော်အဲ့တော့ညီမတို့desktop ပေါ်ပဲတင်လိုက်ပါမယ် desktop ပေါ်မှာ okay ကိုနှိပ်လိုက်ပါမယ်ပြီးတော့သူက file ကိုပြန်ပြီးတော့ယူလို့ပြီးသားပြောတဲ့အတွက်ကြောင့်မလို့ okay ကိုပဲနှိပ်လိုက်ပါမယ်ဆိုတော့ဒါကိုခဏ minimize လုပ်ထားပြီးတော့ကြည့်ရအောင်ဒါဆိုရင် desktop ပေါ်မှာဆိုတော့ desktop ဆိုတဲ့ file လေးပြန်ပြီးတော့ပွင့်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ညီမတို့ permanent ဒီဖြတ်လိုက်မိတဲ့ file တွေကိုကိုပြန်ပြီးတော့လို့ရှင်နေဆိုလို့ရှိရင်ဒီရဲ့ recover ဆိုတဲ့ software လေးကို download လုပ်ပြီးတော့ install လုပ်ပြီးဖို့ပဲလိုပါရဲ့ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်